အားလုံးပဲမင်္ဂလာပါနော်မင်္ဂလာပါညီကိုတို့ရေအစောမှာဖုံးဆက်တဲ့ဦးလေးဟုတ်ကဲ့ဦးလေးအဲ့လေကျွန်တော်ပြပေးပါမယ်နော်သူက YouTube အမြဲဝင်ကြည့်တယ်တဲ့ comment မရေးတတ်လို့အဲ့ဒါလေးပြခိုင်းချင်တာဖုံးဆက်ပြီးတော့ကျွန်တော်ကဒီ2026မှာ239ရဲ့838ရဲ့မွေးကနန်းပေးထားတာအဲ့ဒါကိုဒီနေရာမှာ60နဲ့နှစ်ခွာ2025လည်းပြောထားတယ်9ချိန်မှာ60နဲ့နှစ်ခွာသုံးရမယ်ထိုးရမယ်ပေါ့သိပါတယ်ဦးလေးအဲ့ဒါကကျွန်တော်လည်းဒီလိုလွယ်လွယ်လေးမပေးတော့တင်ပြီး6တလုံးပဲသုံးလိုက်တာအဲ60နဲ့ခွာကိုလွယ်လွယ်ပေးကျွန်တော်ရေးပြထားတာဒီမှာ6 8နဲ့ဆိုပြီးကျွန်တော်ကရေးပြတယ်အဲ့ဒါဒီလိုဦးလေးကမှတ်မိတာဒီမှာ8ပိတ်3ညခါအဲ့ဒီ3ညခါကို3ညတလုံးနဲ့ဗရိတ်နဲ့ထွက်ဒီက8ပိတ်ကိုဂွာပေါင်း8ဒီ60နဲ့ခွာတယ်အဲ့ဒီမှာ3ညခါနဲ့ထွက်တယ်ပေါ့နောက်တစ်ခါ9ခါပေါ့စီနီယံအဲ8ပိတ်ကနေပင်ကြိုက်3ညခါအဲ့ဒီ3ညခါကို3ညတလုံးနဲ့ဗရိတ်နဲ့ထွက်တယ်8 3ညလေးအဲ့က8ပိတ်ကိုလည်းဒီမှာဂွာ8ဒီ60နဲ့ခွာဟိုက3ညခါပြီး9ခါအဲ့လိုဒီမှာ8ပိတ်3ညခါအဲ့3ညခါကို3ညတလုံးနဲ့ဗရိတ်နဲ့ထွက်တယ်ဒီ8ပိတ်ကိုဂွာပေါင်း8ဒီသူ့လို60နဲ့ခွာမယ်ပေါ့ဗျာအဲ့ဆိုရင်သူ့လိုပဲလွယ်လွယ်သွားမယ်60နဲ့ခွာဟိုက3ညခါ9ခါပြီး8ခါ68နဲ့တဲ့ပေါ့အဲ့မှာ60နဲ့ခွာသွားတာဗျာ10ခွက်တည်းပေးရရဒီလိုင်းကအဲ့ဒါကိုကျွန်တော်က6တလုံးမဲ့3တာဦးလေးသူကဒါကိုထိုးလိုက်တယ်ပြထားတာစိုက်ကောင်းလို့တဲ့အဲ့လိုပြောလိုက်တာအဲ့တော့ဒါလေးတွေကျွန်တော်ရှင်းပြမယ်ဒီလိုရကလန်နံပါတ်69ကနေခွန်3ခွန်တီတဲ့ဒီမှာတစ်လုံးထွက်တယ်ဒီမှာတစ်လုံးထွက်တယ်2လုံး3လုံးထွက်တယ်ဒါအဲ့ဒီ3လုံးကနေကျွန်တော်ကလိုက်တာအဲ့မှာကျွန်တော်လိုက်ပြဒါဂေါ်လီလုံးလှိမ့်လာတာဒါဂေါ်လီလုံးလှိမ့်လာလားကွာပြောနေအဲခွန်3လို့ခွန်လို့ဒဲထွက်တာနဲ့သူ့ရဲ့အောက်မှာဒီမှာ3ခါဟုတ်ကွာပေါင်း3အမှန်ဒီလို6လဲရတယ်ဒါကျွန်တော်တို့လည်းပြောတာ3ခါကွာပေါင်း3အဲ့လိုဖြစ်တာနဲ့ခွန်3ခွန်ရဲ့နောက်မှာဗရိတ်ကိုအဲ့ဒီဗရိတ်ကိုဒီ10ခွက်ဖြစ်ပါတယ်6လို့ပိတ်3ညလို့ပိတ်3ညလို့ပိတ်အပိတ်3လုံး6အဲ့ဒီမှာဗရိတ်ကိုဒီ10ခွက်ဖြစ်ပေါက်သူ့ရဲ့အောက်မှာအဲ့ဒီအပိတ်3လုံး6ကိုနောက်ပေါင်း6ရိုက်တာနဲ့ခွန်3ခွန်တဲထွက်တာနဲ့သူ့ရဲ့နောက်တဲ့နဲ့အဲ့တော့ခွန်နဲ့6တဲထွက်တယ်ပေါ့ဒါကိုကျွန်တော်ကယူဆတာနောက်ကတည်းလည်းသူ့တိုင်းပဲဒီကခွန်3ခွန်ဒီဗရိတ်ခွန်မို့သူပါဝင်1နဲ့2နဲ့3နဲ့4နဲ့မြောက်5နဲ့6နဲ့9နဲ့မှာဒီခွန်ထိတ်တဲ့ကဏ္ဍလေးခွန်တက်ရှက်ဒီခွန်ထိတ်နဲ့ထွက်တာတပင်2ပင်3ပင်မှာဂွာပေါင်း6ဂွာပေါင်း6ရဲ့ဆောင်ကိုခွန်ထိတ်နဲ့ခွန်တက်ရှက်လို့ထွက်တယ်အဲ့ဒီကဏ္ဍကိုဒီကခွန်3ခွန်ရဲ့နောက်ကခွန်လို့ထိတ်တက်လို့ထိတ်ရှစ်လို့ထိတ်အဲ့ဒီထိတ်3လုံးလေးကိုဒီအပိတ်3လုံး6ကြောက်ဂွာပေါင်း6ရဲ့နောက်ကိုခွန်ထိတ်ပြထွက်တယ်အဲ့ဒီကနေကျွန်တော်ဆက်လိုက်ပြီးယူဆတွေးပြတာဒါရှောက်ပေါင်းနေတာမဟုတ်ဘူးเนาะအတွေးနဲ့ပြခဲ့တာရှေ့မှာလဲအဲ့ကနေ1နဲ့2နဲ့3နဲ့မှာဒီကထွက်နေတဲ့ကဏ္ဍလေးခွန်3ရှစ်ဒီခွန်3ရှစ်ဒီလဲသူကသူ့ရဲ့ရှေ့က3 9ခွန်ဒီဗရိတ်9ရဲ့နောက်ကထွက်တာဒီခွန်3ခွန်ကနေဗရိတ်9လို့ဖြစ်တာနဲ့ခွန်3ခွန်ကနေခုနထိတ်3လုံးလေးထက်ခဲ့လို့အဲ့တော့ခွန်လို့ပိတ်ရှစ်လို့ပိတ်3လို့ပိတ်ကိုခွန်3ခွန်ရဲ့နောက်မှာဗရိတ်9အဲ့ဒီဗရိတ်9ကြောင့်ဗရိတ်9ရဲ့နောက်မှာထွက်တယ်နောက်တစ်ခါဆက်ကြည့်အဲ့ဒီခွန်3ခွန်နေသူ့ပေါ်တပင်တက်လိုက်မယ်ပင်ချာကိုက်မှာ3ညပိတ်အဲ့3ညပိတ်ကို3ညခါထဲတာနဲ့သူ့ရဲ့ဆောင်မှာ3ညတလုံးနဲ့ဗရိတ်နဲ့သူ့အောက်ဗရိတ်3နေပါရောစုံနေအောင်ပြောပြတာပေါ့ဗျာအဲ့နဲ့ထဲမှာခွန်ထိတ်နဲ့ဗရိတ်3နေလည်းထွက်တယ်ပေါ့အဲ့တော့8ပိတ်3ညခါ3ညတလုံးနဲ့ဗရိတ်နဲ့ထွက်တယ်3ည9 3ဒီအဲ့နဲ့ထဲဘယ်နာရှိဗျာ2ခါရှိနေတာအဲ့သူရှိတော့လေဒီမှာခုနကခွန်3ခွန်ဒီဗရိတ်ခွန်မို့အဲ့တော့8 5လေးဗရိတ်ခွန်ရဲ့ဘေးကိုထွက်တာနဲ့ကျွန်တော်ကအဲ့နဲ့ထဲမှာဒီနေရာမှာကျွန်တော်တို့239ကိုဗရိတ်တက်ဒီသူကဒီမှာနှလုံးပေါင်းချင်း6အဲ့ရနောက်မှာဂွာပေါင်း8လို့ထွက်တဲ့သူ့ရဲ့ဘေးဗရိတ်နဲ့ရဲ့ဆောင်မှာ239ကိုတက်ဆိုတဲ့ကဏ္ဍလေးသူ့ရှေ့တဲ့နဲ့က89လေးဗရိတ်တက်ပေါ့ဗျာအများဆုံးရှိတယ်89လေးမွေးကဏ္ဍပေးတာအဲ့89လေးဗရိတ်တက်ရဲ့ဒီခွန်3ခွန်ရဲ့နောက်မှာဗရိတ်9ကြောင့်865ဗရိတ်9လဲထွက်ခဲ့လို့ကျွန်တော်ကဒီဗရိတ်နဲ့နှလုံးပေါင်း6ဂွာပေါင်း8လို့ထွက်တာနဲ့သူ့ရဲ့နောက်တဲ့နဲ့မှာအဲ့တော့239ကိုဗရိတ်တက်တွေလိုက်ထွက်တယ်ပေါ့အဲ့နဲ့ထဲမှာဒီ33886တွေလည်းလိုက်ထွက်တယ်ဒီ9လေးလေးဗရိတ်3တွေလည်းလိုက်ထွက်တယ်4ထိတ်နဲ့လည်းဗရိတ်က3တွေ4ပါဗရိတ်3လိုက်ကျွန်တော်ပြောပြတာပေါ့အဲ့လိုပြောပြနေခုနဦးလေးမန်းတဲ့ဟာကဦးလေးဖုံးဆက်တဲ့ဟာကဒီလိုလေးပြောထားတာအဲ့ဒီတော့8ပိတ်3ညခါ3ညတလုံးနဲ့ဗရိတ်နဲ့ထွက်တာနဲ့အဲ့ဒီ8ပိတ်ကိုဂွားရှစ်ဒီ60နဲ့กว่าမပြောင်းလဲတော့ထွက်တာနဲ့3ညခါကျွန်တော်အဲ့လိုပြောပြတာနောက်တစ်ခါဒုတိယကြလဲခွန်3ခွန်လို့ထွက်တယ်
ခွန်သုံးခွန်လို့တဲထွက်တာနဲ့သူ့ရဲ့နောက်တဲ့နဲ့အဲ့တော့ကျွန်တော်အဲ့လိုပဲသွားတယ်သွားလိုက်တဲ့ခါကျတော့ဒီမှာသုံးခါကိုကွာပေါင်းသုံးထွက်တယ်အဲ့လိုဖြစ်တဲ့နဲ့သူ့ရဲ့နောက်ကဗရိတ်ကိုကျွန်တော်ပြောနေကြဒါလားဂေါ်လီလုံးနေတာတော့အဲ့တော့6လို့ပိတ်1လို့ပိတ်9လို့ပိတ်အပိတ်3လုံး6ကိုနောက်ပေါင်း6ရိုက်တာနဲ့ခွန်3ခွန်တဲထွက်တာနဲ့သူ့ရဲ့နောက်တဲ့ခွန်နဲ့6တဲထွက်တယ်အဲ့တော့ခွန်3ခွန်ဒီဗရိတ်ကမို့1နဲ့2နဲ့3နဲ့4နဲ့5နဲ့6နဲ့ခွန်နဲ့မှာခွန်8 3ညဒီခွန်ထိတ်နဲ့ထွက်တာသူဒီလက်တစ်ပင်2ပင်3ပင်ကွာပေါင်း6ရက်ထွက်တာအဲ့ဒီကဏ္ဍကိုဒီခွန်3ခွန်ဒီခွန်8 3ညကိုတူနေတယ်ရှိနေတယ်လို့ကျွန်တော်ပြောပြတယ်အဲ့ကနေ1နဲ့2နဲ့3နဲ့မှာတစ်ခါကြည့်ပြန်ရော8ခွန်တက်အဲ့ဒီ8ခွန်တက်ဒီလေအဲ့တော့ဒီမှာက4 3နဲ့ဗရိတ်9ရဲ့နောက်ထွက်အဲ့ပရမကတ်လို့ပေါ့ဗျအဲ့ခွန်3ခွန်ရဲ့နောက်မှာဗရိတ်9ထွက်တာနဲ့ခွန်8တက်ကိုရှိတယ်လို့ဆိုလိုတာအဲ့တော့ဒီမှာခွန်3ခွန်ရဲ့အပေါ်မှာဒီမှာပင်ကြာကိုက်3ညလို့ပိတ်မဟုတ် sorry 8လို့ပိတ်3ညလို့ခါ3ညတစ်လုံးနဲ့ဗရိတ်နဲ့8 3ညလေးအဲ့ဒီကဏ္ဍဒီလေအဲ့နဲ့တည်းပြန်ထွက်တယ်အဲ့နဲ့တည်းမှာခွန်ထိတ်နဲ့လည်းဗရိတ်3ထွက်တယ်သူထွက်တော့လေဒီခွန်3ခွန်ဗရိတ်ခွန်မို့ဒီမှာခွန်6 3 sorry ခွန်6လေးဗရိတ်ခွန်ရဲ့နောက်ကိုထွက်တယ်ထွက်တာနဲ့အဲ့ဒီရဲ့ဇောင်းမှာနှလုံးပေါင်း6ခွာပေါင်း8ထွက်တာနဲ့3ည9နဲ့ထွက်တယ်အဲ့3ည9နဲ့ဗရိတ်တက်ဒီဘာကြောင့်ဆိုလို့လဲသူ့ရဲ့ရှင်းတဲ့က8 9လေးဗရိတ်တက်ထွက်လို့ကျွန်တော်ကယူဆတယ်အဲ့8 9လေးတက်ထွက်တာနဲ့ခုနခွန်3ခွန်ရဲ့နောက်က9မို့လို့အဲ့နှစ်ချင်းပေါက်ထဲမှာ6 8 5 9လဲထွက်တယ်ပေါ့အဲ့လိုပြောပြရတာအဲ့လိုထွက်တာနဲ့ဒီမှာခုနပြောလို့ဗရိတ်နဲ့နှလုံးပေါင်း6ခွာပေါင်း8ရဲ့နောက်မှာ3ည9နဲ့ဗရိတ်တက်ထွက်လို့ကျွန်တော်အဲ့ဗရိတ်တက်ဒီသူ့ရဲ့8 9လေးတက်ကြောင်းအဲ့ဒါကိုဒီလိုယူ8ဘိတ်3ညခါ3ညတစ်လုံးနဲ့ဗရိတ်နဲ့ထွက်တာနဲ့သူ့ရဲ့ဇောင်းမှာဒီ8ဘိတ်ကိုခွာပေါင်း8ဒီ60နဲ့ခွာခုန3ညခါပြီးဒီမှာ9ခါလို့ကျွန်တော်ပြောပြတာဗျာအဲ့ဒါပဲဦးလေးသူက68နဲ့မှတ်တာတော့အဲ့ဒါထိုးတာတဲ့ပဲမအားရဘူးလို့ပြောတာမှတ်ကျေးဇူးအများကြီးတင်ပါတယ်အဲ့ဒါကိုကျွန်တော်လည်း6တလုံးသုံးလိုက်တာဗျာအဲဒီမှာခွန်3ခွန်တွေ့ပြန်သူ့အတိုင်းပဲ3ခါကိုကွာပေါင်း3ဒါလားကွာကော်လီလုံးလှိမ့်တာကျွန်တော်ပြောတာအဲ့လိုဖြစ်တဲ့နဲ့ဒီမှာဗရိတ်9ဆိုတဲ့ကတည်းကဒီ1လို့ပိတ်5လို့ပိတ်3ညလို့ပိတ်အပိတ်3လုံး6ဖြစ်တာနဲ့6ရေးထားတယ်ဒီမှာဗရိတ်9အဲ့မှာနောက်ပေါင်း6ရိုက်တယ်အဲ့လိုဖြစ်တဲ့နဲ့ခွန်3ခွန်ဒဲဆိုတာသူ့ရဲ့နောက်တယ်ဒီမှာ6နဲ့ခွန်ဒဲထွက်တယ်ပေါ့ဒါနဲ့သူ့ရှိတဲ့ကျွန်တော်ကလိုက်တယ်အဲ့ခွန်3ခွန်ကဗရိတ်ခွန်ကို1နဲ့2နဲ့3နဲ့4နဲ့5နဲ့6နဲ့ခွန်နဲ့မြောက်မှာဒီ9 8ခွန်ဒီနောက်ပေါင်း6ရက်နောက်ကြတာကျွန်တော်ခွာပေါင်း6တီတွေ့တိုင်းအဲ့ကဏ္ဍလေးအဲ့ဒီလိုင်းကိုအမြဲရေထွက်အားပေါအောင်ပြောနေတာအဲ့ဒီခွန်ထိတ်တဲ့ကဏ္ဍခွန်8 9ဒီသူ့အတိုင်းပဲလေးခွန်3ခွန်ကနေခွန်8 9လေးထွက်တယ်ပေါ့ဒါနဲ့အဲ့ကနေ1နဲ့2နဲ့3နဲ့မှာဒီနှစ်ဦးမှာထွက်သွားတဲ့ခွန်6ခွန်9ကြာကျွန်တော်ဗဇက်တောင်မဟလိုက်ရဘူးကြာကျွန်တော်ကသူ့ရှိရလို့ဗရိတ်9ရဲ့ဘေးလေးတွေဇောင်းလေးတွေကျွန်တော်ပြောမှာပေါ့ဗျာဟောရတယ်မှာ6ခွန်9လေးထွက်အဲ့ရနောက်တမှာခွန်ထိတ်နဲ့ဗရိတ်ခွန်လဲဗရိတ်3လဲထွက်တယ်ပေါ့3 9တက်တရောထွက်မလားပြောပြတယ်မထွက်ဘူးရ3 9တက်အဲ့လိုထွက်တာနဲ့ကျွန်တော်ကဒီခွန်3ခွန်ကနေသူ့ရဲ့ပညာကိုက်ဒီမှာဒီနေရာမှာ8မပိတ်ဘူးလို့ဒါမှမဟုတ်ဒီမှာ8ပိတ်တယ်လို့8ပိတ်တာနဲ့ဒီမှာ3ညခါတယ်3ညတစ်လုံးနဲ့ဗရိတ်နဲ့ကိုအဲ့3 3ည9နဲ့8 3ညလေးနှစ်ခွက်ထဲပြောပြတာဗျဒီနေရာကကျွန်တော်3ထိတ်နဲ့ဗရိတ်နဲ့ကလည်းရှိတယ်ဒီမှာ3တစ်လုံးနဲ့ဗရိတ်နဲ့3တစ်လုံးနဲ့ဗရိတ်နဲ့ဒီမှာ3တစ်လုံးနဲ့ဗရိတ်နဲ့ဆိုကျွန်တော်3 3ည9နဲ့8 3ညလေးပြောပြတာအဲ့လိုထွက်တာနဲ့ကျွန်တော်ကဒီ8ဘိတ်3ညခါ3ညတစ်လုံးနဲ့ဗရိတ်နဲ့ထွက်တယ်9 3ည3ဒီသူ့ရှိရလို့ဘယ်နာကြကြဒီမှာဗရိတ်ခွန်ရဘေးထိုးရမယ်ဗရိတ်ခွန်ရဘေးထိုးရမယ်အဲ့တော့ဒီနှစ်ခွန်ဒီခွန်ကတော့ကတ်လွန်းနေပြလို့အဲ့လိုဖြစ်တာနဲ့ကျွန်တော်ကဒီမှာနောက်ဆုံးဗရိတ်ခွန်လေးကဒီတစ်လုံးရှိရဒီနေရာကိုကျွန်တော်ပြော့ပြနောက်ဆုံးပြခြင်းပေါ့ဒါလေးကအဲ့လိုက်ကအဲ့မှာ3 3ညကိုလိုက်ထိုးရမယ်ဒီ3 3ညကိုပြန်တော့မကြဘူးဒါပေမဲ့ဗရိတ်နဲ့8 9 5တော့ထွက်သွားတယ်အဲ့တော့ကျွန်တော်ပြောချင်တဲ့ message ကဦးလေးကြီးအဲ့ဒါကိုဒီလိုဒီမှာ8ဘိတ်3ညခါ3ညတစ်လုံးနဲ့ဗရိတ်နှစ်ရိုက်တာအဲ့ဒီ8ဘိတ်ကိုဂွာပေါင်း8သည်60နဲ့2ခွာသည်8ဘိတ်3ညခါ3ညတစ်လုံးနဲ့ဗရိတ်နှစ်ရိုက်အဲ့8ဘိတ်ကိုဂွာပေါင်း8သည်60နဲ့ခွာ3ညခါအဲ့တော့8ဘိတ်3ညခါ3ညတစ်လုံးနဲ့ဗရိတ်နဲ့အဲ့8ဘိတ်ကိုဂွာပေါင်း8သည်60နဲ့ခွာနဲ့9ခါ8ဘိတ်3ညခါ3ညတစ်လုံးနဲ့ဗရိတ်နဲ့ရိုက်အဲ့8ဘိတ်ကိုဂွာပေါင်း8သည်သူ့လိုပဲ60နဲ့ကွာ3ညခါ9က8က68နဲ့တဲ့ပဲပေါ့နော်အခုအဲ့ဒါဆိုလို့ရှိရင်သူ့တိုင်းပဲပေါ့လေကျွန်တော်ကပရမတော့ဗရိတ်ခွန်ဗရိတ်နဲ့ကိုနှလုံးပေါင်း6ကိုဂွာပေါင်း8ရိုက်တာနဲ့နှစ်3ည9ဗရိတ်တက်သည်အဲ့သူ့ရှင်ကဗရိတ်တက်ခုန8 9လေးထွက်မယ်6 8 5လည်းရှိတာနဲ့အဲ့နှစ်ထဲမှာ3ည8 8 6လဲလိုက်ထွက်တယ်နောက်တစ်ခါ9လေး3လဲထွက်တယ်ပေါ့၄ထိပ်နဲ့ဗရိတ်3တော့ကျွန်တော်အကုန်ယူဆပြတယ်အဲ့တော့ဒီမှာဗရိတ်ခွန်ဗရိတ်နဲ့နှလုံးပေါင်း6ဂွာပေါင်း8တွေ့တာနဲ့ကျွန်တော်တို့290ပတ်လဲထွက်တယ်ထွက်တာနဲ့အဲ့ဒီမှာ290တက်ဒီသူ့ရဲ့ခုနပြောလို့8 9လေးထွက်တယ်6 8 5ဘာညာပေါ့ဗျာအဲ့လိုထွက်တာနဲ့9 5လေးတွေလည်းကျွန်တော်တို့4 5လေးလည်းထွက်တယ်အဲ့တော့8 3 8လည်းထွက်တယ်ပေါ့
အဲ့တော့ဒီမှာပရိခွန်ကဒီမှာဒီနားတော့ပရိခွန်ပရိနဲ့ဒီမှာနှလုံးပေါင်း6ဂွာပေါင်း8ဖြစ်တာနဲ့အဲ့239ဆိုတဲ့ကဏ္ဍကိုထိုးရပါပြီနော်အဲ့ဒါကိုကျွန်တော်တက်နိုင်လို့ပြင်ပေးမယ်ပေါ့ဗျာဒီကဏ္ဍလေးတွေအဲ့တော့ဒီကျွန်တော်တို့4 4 5လေးတွေပေါ့နော်အဲ့ဒါအဲ့ဒီ3ခွက်လေးထိတ်နဲ့ပရိ3တွေကိုကျွန်တော်ပြောပြရတယ်အဲ့239ကိုထိုးမယ်ဆိုရင်ဒီလိုထိုးရမှာကြာနော်39နှစ်လို့ထိုးရမှာလောဆယ်တော့မပြင်ရသေးဘူးပေါ့ဒါနော်အဲ့ဒီကဏ္ဍဒါလေးတွေမွေးပြတာဟုတ်ကဲ့ကျေးဇူးအများကြီးတင်ပါတယ်ဗျအဲ့လိုအမှတ်ပေါ်ပေးတာကျွန်တော်လည်းသိတယ်ဦးလေးရေအဲ့ဒါကိုရောင်ကြီးပေါ်တင်ကြီးမလုံးလောက်တင်ပြီး6တလုံးပဲကျွန်တော်သုံးလိုက်တာအဲ့60နဲ့ကွာအဲ့60နဲ့လည်းပြီးရဘက်ကပြပြီးရလေဟိုတိုင်းကလည်းကျွန်တော်ပြထားတာလေဟုတ်ကဲ့ဒီလောက်ပါပဲဗျာနော်ကျွန်တော်ကြိုးစားပါအောင်မယ်ခင်ဗျာကျွန်တော် YouTube ကို subscribe လေးမလုပ်ရတဲ့ဈေးလေ subscribe နှိပ်ခဲ့ကြပါဦး comment လေးတွေရေးသားပြီးတိုင်းမလို့လည်းရပါတယ်ခင်ဗျာခုနဦးလေးလိုပဲ comment မရေးတတ်တဲ့ဦးလေးလို YouTube အမြဲကြည့်ပြီးတော့ comment မရေးတတ်လို့ဖုန်းဆက်ပြီးဒါလေးပြခိုင်းလို့ကျွန်တော်ပြပေးရခြင်းဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့